အေးပေါ့ကွယ်ဒီခါထဲမှာနေရတာတအားပူတယ်လေတအားပူဆိုတော့ပြင်ခဏထွက်လာတယ်ပြင်မခဏလေးရေအုပ်ကြတဲ့ဟိုပင်းလေးနေမလာထနေတာပေါ့နော်အဲ့ဒါလေးနဲ့ဒီကိုယ့်ရဲ့ ID တခုရလာဆိုတော့ကိုယ့်ရဲ့တက်တော့ထမဝင်ပြီးစကားလေးပြောတက်တော့လေဆောက်ဖြစ်တော့ပေါ့နော်ဆောက်ခဲ့နေတယ်ပေါ့ဘယ်လိုလဲဆိုတော့လေခါတလေကြာရေဘာအလုပ်ပဲလို့နော်လဲပုံမှာပဲလောက်အပြင်မှာပဲဈေးဆယ်ပဲရလဲပုံမှာပဲဘာပဲရတိုက်ခိုက်တာတအားများတာပဲမဖွင့်မွေရလေးလေကျွတ်တက်တော့အောင်မလဲလာပို့ထားတာကျွတ်ရဲ့ဟိုကောက်အောင်မလေးကိုလာခင်လေပေါ့ဟိုကျမကပြောတယ်မဟုတ်လားဟဲ့ဒီမှာနင်တို့လေဟိုဘောနော်ကျမက messenger မှာလာအားလို့ရတယ်ဘာညာပေါ့ကွယ်အဲ့လိုမျိုးကိုဟိုမှာတို့ရစမဲနဲ့ပတ်သက်ပြီးဆိုစကားလေးပြောထားတယ်ရှိရလေအဲ့ဒါအောက်မှာလဲလာမထားတဲ့သူလေးရှိတယ်နောက်ပြီးဆိုတော့လေဟိုထက်မှာလည်းရှိတယ်မဖွင့်မရလေကွယ်ပေါ့ပေါ့ရှာရှာနေစားပါဦးကွယ်မင်းတို့မတင်းတင်းအဲ့ဒါအလိုပဲရှိလားဟမ်ကျမမေးချင်တာမင်းတို့မှာဟိုဘာအလိုမှမရှိတော့ဘူးလားလဲဖို့တဲ့ passport မှာကိုမဖို့ပေးလေထက်ပစ္စံလေးကိုခန်းသူညနေက passport တွေလောက်ပြီးတော့ကွယ်ဘယ်နေရာနေလာပြီးဘာလေလာလောက်နေတယ်လည်းမသိဘူးမဖွင့်မရလဲကိုလိုပို့ကိုလိုပြောဘာသာလေးလည်းမသိဘူးဒီမှာကျမပြောမယ်ဒါဆိုလူရဲ့စင်တန်းအောင်လေအဒါကိုပဲပြောတာနော်ပုံဖုံစရာမလိုဘူးမိမိတိတ်ကိုကိုပြောနေတာပဲနော်အဲ့ဒါနော်မဖွင့်ပေးရပေါ်လေနော်ခဏကွယ်စေမဆိုးပါဘူးဒါပေမဲ့တိတ်ကိုတဲရဘလူလဲမိမိကိုမိရလဲဘလို့လူမျိုးလဲအဲ့လိုမျိုးပေါ့ကွယ်ဖုံနေတာပဲနော်ဘသူလဲပြောစရာမလိုဘူးနော်မဖွင့်မရပေါ်လေအဲ့လိုလက်ပိုးဟိုလူကောက်တယ်ပို့လိုက်ဒီလူကောက်တယ်ပို့လိုက်လုံးမပေါ်တော့ထင်တာပဲကျမကောက်တဲ့ကိုဒီလိုလာပို့နေတာဘာဟာလေလည်းမသိဘူးကျမပို့ထားမှလေကျမဘာလည်းမသိဘူးလုံးနဲ့ပတ်သက်တဲ့အားရပဲဒေါက်တာ7နဲ့ပတ်သက်တာမြတ်ကျမတင်တယ်အဲ့ဒါလေးပဲကျမကြော်ညာတယ်အဲ့ဒါလေးပဲပြောတယ်နော်မိကြိုက်ရှင်လုံးမကြိုက်ရင်မလုံးနဲ့နော်ရှင်းလေးပဲပြောရတယ်ဟိုလူလည်းမခေါ်ပါဘူးနော်ဝယ်တော့ဝယ်စားလို့ရုံနဲ့ဆိုကမအန်တီလို့ရနေပတ်စံဝယ်ရုံပဲနော်တော်ဝင်ငွေတွေစမကားလေဒီလောက်ကိုနေတာလေဘာလို့ဒီလောက်ပုတ်ရလေပြောနေမှာလဲဝင်ငွေရတဲ့အလုပ်ကိုလုံးမပေါ့ရှင်းနော်ချွတ်တဲ့ကိုလို့ချစ်တယ်အဲ့လေလာပြောကွယ်ပဲအဲ့ဒါပဲဟိုလက်ကိုပဲ